နေ့ကမိုးလွမ်းနေရတယ်မိုးအုပ်တောင်ပေါ်ပါလေမိုးလွမ်းနေရတယ်ကြောက်ဖြုံကြီးတောင်လှုပ်စားပြတယ်ကြောက်ဖြုံကြီးတွေကိုအရင်ဆုံးတုံးလေးတွေတုံးပြုတ်ပြီးတော့နိုးပြီးဆိုရင်ဆဲထားလိုက်ပြီးရင်ရသေးစင်းလေးတွေပြန်နဲ့ထိုးပြီးရင်ပြဖို့ကိုပြင်ပြီးပြီးပူပါဖို့နားလေးမွေးလာပြီးဆိုတော့ထားလိုက်ပြီးရသေးတရားလေးကိုကင်းကျက်တဲ့လူနှစ်ခုကျက်တဲ့လူနှစ်ဦးသုံးခုခွာပြီးတော့ကျက်တဲ့လူရဲ့နားလေးဒီစိမိကထားလေးတွေရောပြီးတော့ထောင်းညက်သွားပြီဆိုရင်ကိုယ်ကဝင်းနေအောင်ပြင်ထားတယ်စေးစံကပိလေးကိုထည့်ပြီးတော့ထောင်းစေးစံကပိလေးကိုထည့်ပြီးထောင်းစေးစံကပိရဲ့နေပြီးရဲ့ကျက်တဲ့လူရဲ့နှံ့သွားထောင်းလို့နှံ့သွားပြီဆိုရင်အဲ့မှာပြုတ်ထားတဲ့ကြောက်ဖြုံလေးတွေကိုထည့်ပြီးထောင်းလို့ရပြီကြောက်ဖြုံလေးနဲ့ထောင်းတော့ဖြည်းဖြည်းထောင်းရမ်းထောင်းတော့ဒီရုပ်ကြီးမျက်နှာကိုလာဆင်းတတ်တယ်ဖြည်းဖြည်းလေးထောင်းပြီးတော့အကုန်လုံးတမသွားပြီဆိုရင်တော့ကြောက်ဖြုံလေးထောင်းရပြီပေါ့ကြောက်ဖြုံလေးတောင်းပြီးတော့လည်းထောင်းတစ်မျိုးနဲ့မရသေးတိုးစရာလိုပြီတိုးစရာတော့တည်လေးရယ်မုံနေကိုရင်းနှီးဖြောတာပြီးသခွားလေးတွေစိတ်ပြီးရုံးလေးစီထက်ရုံးလေးစီကိုရင်းနှီးဖြောပေါ့ရုံးလေးစီထက်ဒါဆိုရင်ရပြီစားလို့ရပါပြီ